Hello မနေ့ကတင်ထားတဲ့ post တွေက like ဆွဲဖြစ်လာတော့မသိဘူးပေါ့နော်like ဆွဲဖြစ်လဲဘာမှဖြစ်ပါဘူး save ထားပြီးတော့ကိုအားတဲ့အချိန်မှာပေါ့နော်စိတ်ကိုပေါ့ပါဖြစ်တဲ့အချိန်မှာပဲ like ဆွဲကြည့်ပေါ့နော်ဒီနေ့ကနောက်ထပ်နှစ်ကွက်ဆွဲပြမယ်ပေါ့နော် pattern တစ်ခုcurve လေးရယ်ပြီးလို့ရှိရင် cycle လေးတွေရယ်ပေါ့နော်ဒီနေ့ဟာတော့နည်းနည်းလေးစိတ်ရှည်ရတယ်ပေါ့နော်စိတ်နည်းနည်းရှည်နဲ့ဆွဲရမယ် pattern တွေပတ်တန်တော့လည်းမဟုတ်ပေါ့နော်လေ့ကျင့်ဖို့အတွက်ဒီ line လေးပေါ့နော် curve line လေးတွေပေါ့နော်အခုဆွဲပြီးတော့တာကတော့ curve line လေးပေါ့နော်မနေ့ကပြောသလိုပဲပေါ့နော်ပုံဆွဲတဲ့အချိန်မှာစိတ်ကိုလုံးဝလွတ်ချပြီးပေါ့ပါနေပဲလုံးဝဖိစီးမှုမရှိဘဲနဲ့ပေါ့ပါပဲဆွဲမယ်ပေါ့နော်အခုဒီ cycle လေးဆိုလဲစိတ်နည်းနည်းလေးရှည်ရတယ်ပေါ့နော်အဲအကြောင်းကျွန်မမနေ့ကပြောသလိုပဲအကွက်ကြီးကြီးတွေမစဆွဲနေပေါ့နော်3cm လောက်ဆိုရင်ရပြီ 3cm လောက်ဆိုလုံလောက်ပြီပေါ့နော်အဲ့ဒါလေးတွေကိုပဲကိုဆွဲနိုင်အောင်ရင်ဆွဲကြည့်ပေါ့နော်အရန်ကြီးဆွဲလို့ရှိရင် pressure တွေများပြီးတော့မဆွဲချင်တော့ဘူးအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အချာကိုစိတ်ကိုလုံးဝလွတ်ချပြီးကိုဆွဲနိုင်တဲ့လောက်ပဲဆွဲပါပေါ့ပါလေးဖြစ်အောင်ပေါ့နော်အခုဒီ cycle လေးဆိုမျိုးစိတ်အရန်ရှည်ရတယ်ပေါ့နော်ဒီ cycle လေးတွေကလည်းခါကြရင်ကိုပတ်တန်တစ်ခုဖန်တီးမဲ့အချိန်မှာဆိုလည်းအရန်အသုံးဝင်နေပေါ့နော်အများကြီးဆွဲလိုက်ရင်လည်းအရန်လာတယ်ဖန်တီးနိုင်ဖန်တီးတဲ့လောက်လာတယ်ပေါ့နော်အဲ့တော့ဒီဟာလေးဆွဲတာလေးစိတ်အရန်ရှည်ရပါတယ်လို့ဆွဲကြည့်ပေါ့နော်ကိုနိုင်တဲ့လောက်ပေါ့နော်အခုကျွန်မဒီဟာလေးတိတ်ဆွဲလို့မကောင်းကျွန်မစောင်းထူနဲ့ဆွဲနေလို့လေဘေးကလက်ကတိတ်ဆွဲလို့မကောင်းလို့ဘေးမှာစောင်းထူတစ်ခုထပ်ခုလိုက်တယ်ပေါ့နော်ကျွန်မနောက်ခုပြောချင်တာကဒီပုံဆွဲတဲ့ချိန်မှာဒီကိုယ့်ရဲ့ပုံဆွဲတဲ့နေရာလေးလေကြဲဝန်းရှိနေမှာအဆင်ပြေရပါတော့ကြဲဝန်းဆိုတာကိုယ့်ရဲ့လက်ထားဖို့အဆင်ပြေလောက်တဲ့အကျယ်ဝန်းဆိုရတယ်ပေါ့နော်တခါကျရင်အခုကျမလိုမျိုးပေါ့ကျမစာအုပ်ထူနဲ့ဆွဲတဲ့ခါကျတော့လေလက်ကထားလို့မကောင်းဖြစ်နေတာထားလို့မကောင်းလို့ဆိုရင်လက်တွေတုံမယ်ပုံညောင်းလာမယ်ပုံညောင်းလာတဲ့ခါကျရင်စိတ်ကမပျော်တော့ရင်ပုံကမဆွဲချင်တော့အဲ့လိုမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲကြောင့်ပုံဆွဲလို့ရှိရင်လေကိုဆွဲမဲ့နေရာရဲ့ကိုလက်ထားဖို့အကျယ်ဝန်းရဲ့ကိုနေတဲ့ချက်ကြည့်ပေါ့နော်ခါကျရင်ကိုကနေရာမလောက်လို့ရှိရင်လေဆွဲနေလက်ကညောင်းလာအောင်ညောင်းလာရင်စိတ်ကဖိစီလာမလို့ချင်တော့အဲ့လိုမျိုးဖြစ်လာတတ်တယ်ပေါ့နော်အဲကြောင့်တကယ်ဝါသနာပါတယ်တကယ် stress နဲ့ဆိုရင်စိတ်ကိုပေါ့ပါဖြစ်တဲ့အချိန်နဲ့စိတ်ကိုနှစ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုစမ်းတက်တယ်လို့ပေါ့နော်စိတ်ဘယ်လောက်ရှိလဲဆိုရင်မှလည်းမူတည်ရပေါ့နော်ဒါပေမဲ့အပျော်ဆွဲတဲ့အတွက်ကြောင့်ဘာပဲဖြစ်စိတ်ကိုလွတ်လပ်ထားပြီးတော့ပဲဆွဲပါလို့နော်ကဲဒီနေ့ကတော့ဒီလောက်ပဲနော်တအားများတိုင်းစိတ်ဖိစီးမှာဆိုလို့နောက်ရကြရင်နောက်ထပ်2ကွက်3ကွက်2ကွက်ဖြစ်3ကွက်ဖြစ်ပါထပ်ဆွဲပေးပါမယ်နော်ကျေးဇူးတင်ပါတယ်